Hello မင်္ဂလာပါ NYD Language Center ကကြိုဆိုပါရစေ။ကျွန်မကတော့ NYD Language Center မှာ English teacher အဖြစ်အလုပ်လုပ်ကိုင်နေတဲ့ teacher ရည်မြတ်သူပဲဖြစ်ပါတယ်။ဒီနေ့မှာတော့နိုင်ငံရဲ့ခြားကိုထွက်ပြီးတော့အလုပ်လုပ်ကိုင်လို့တဲ့ teachers တွေအတွက်ပေါ့နော်တည်ထားတဲ့ tips လေးတွေကိုကျွန်မနဲ့အတူတူဘန်ကောက်မှာအလုပ်လုပ်နေတဲ့အင်္ဂလိပ်စာဆရာနဲ့ဆရာမနှစ်ယောက်ကနေပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးမျှဝေခြင်းတဲ့အချက်ကတော့မိုဖာကိစ္စပါ။တကယ်လို့ကိုကနိုင်ငံခြားထွက်မယ်လုပ်လို့မယ်ဆိုရင်တော့ကိုရဲ့ရထားတဲ့ဘွဲလက်မှတ်နဲ့အတူတူအမှတ်စီရင်ပေါ့နော်အမှတ်စီရင်မူရင်းတွေထုတ်3နှစ်စာမတို့ကတော့3နှစ်စာပေါ့နော်ကျန်တဲ့ကလေးတွေဆို4နှစ်စာအဲ့ဒီဟာတွေကိုထုတ်ပြီးတော့မိုဖာထုလာခဲ့ဖို့ပါပဲဘာလို့လဲဆိုတော့ဒီရောက်မှထုမယ်ဆိုရင်ဈေးတွေရန်ကြီးလို့ပါဖြစ်နိုင်လို့ရှိရင်ဒီဆိုင်ကယ်လိုင်စင်တို့ပေါ့နော်ဒီကားလိုင်စင်တို့အဲ့ဒါတွေကိုပါထုခဲ့လိုက်ရင်ပိုကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီမှာတစ်ခါလေကျတော့ဘန်စာအုပ်လောက်တာတို့ဘာလို့ကြာလိုးလာနိုင်လို့ပေါ့နော်ဆိုင်ကယ်မောင်းမယ်ဆိုရင်လည်းဒီမှာကျတော့အဲ့ဒါရှိရင်လွယ်သွားအောင်ပြီးတော့လုပ်ငန်းခွင်ထဲမှာဆိုရင် classroom management ကလုံးဝကိုအရေးပါပါတယ်ဘာလို့လဲဆိုတော့အမတို့ကျတော့ဒီမှာဗာလဲဆိုတော့အစိုးရကျောင်းမှာလုပ်နေဆိုတော့အစိုးရကျောင်းရဲ့ culture အတိုင်းပဲရှင်းပြလိုက်မယ်နော်ဒီမှာဆိုရင်ကျောင်းသား30 40လောက်ထိန်းရတာဆိုတော့ဒီစာသင်ဖို့နဲ့ထပ်တူပဲထိန်းနိုင်ဖို့ဆိုတာလည်းအရေးကြီးလာပြန်အောင်သိရမလားအဲ့တော့ကိုကလည်းသူတို့ရဲ့ mother tongue နဲ့ပြောနေရမဟုတ်ဘဲနဲ့ English ကို medium ဖြစ်သုံးနေရဆိုတော့ instruction တွေရှင်းနေဖို့ကလိုတယ်ဘာလို့လဲဆိုတော့ကိုကသူတို့တွေကို confuse ဖြစ်စေအရန်ကိုစိတ်ရှုပ်စေရပေါ့နော်သွားပြီးတော့English လို့သွားပြောတော့သူတို့ရဲ့ first language မဟုတ်တဲ့အတွက်ကြောင့်ကိုကဘာလဲဆိုတော့ instruction တွေကလုံးဝရှင်းလင်းပြတ်သားနေဖို့လိုပါတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ experience ရှိဖို့လိုတယ်ပေါ့နော်အဓိက experience ရှိဖို့လိုတယ်ပြီးတော့နောက်ကွယ်မှာအသေးစိတ်ပေါ့နော်ဖြစ်လာနိုင်တဲ့ဟာတွေကလည်းအများကြီးရှိပေါ့နောက်ကွယ်မှာလိုအပ်တဲ့ဘာလဲဆိုတော့child safety တို့သိရမလားပြီးတော့ကိုယ့်ရဲ့ rights တွေရောဘာတွေရောကိုယ်ဧည့်သည်ဖြစ်သွားပြီးအလုပ်လုပ်နေရဆိုတော့လေကိုယ့်ရဲ့ rights တွေရော child safety တွေရောအဲ့လိုအသေးစိတ်ကအစားနောက်ပိုင်းကျရင်ကြုံလာနိုင်တယ်ပေါ့နော်တကယ်လို့ကြုံလာနိုင်ရှင်းနိုင်အောင်လို့ကိုက experience ရှိထားဖို့လိုတယ်ပြီးတော့ကောင်းတဲ့အချက်ကဘာလဲဆိုတော့ဒီမှာလှုပ်လိုက်တဲ့အတွက်ကြောင့်English ကိုပဲ medium အနေနဲ့သုံးရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ experience ကအများကြီးကောင်းပါတယ်မြန်မာလူသင်လို့ experience မကောင်းလို့ပြောမှာမဟုတ်ဘူးပေါ့နော်အဲ့လိုတော့မဟုတ်အဲ့ဒီ experience လည်းတစ်မျိုးအဲ့ဒီ experience လည်းလိုပါတယ်ဒါပေမဲ့ဒီ experience ကျတော့personally ပြောရလို့ရှိရင်ကျမတို့ကတော့အရန်ကိုတာဝါပေါ့နော်ဒီလိုနိုင်ငံရက်ခြားမှာအဲ့ဒီ English ကိုပဲ media အနေနဲ့သုံးပြီးတော့ပြောပြီးတော့သင်ရတဲ့အတွေ့အကြုံကအများကြီးကိုရတယ်လို့ခံစားရတယ်ပေါ့နော်ဒါကတော့ကျမပေးခြင်းတဲ့ tips လေးတွေပါပဲဘယ်လိုပဲဖြစ်ဖြစ်ဒီဟာကိုနှိကုံးချုပ်ရမယ်ဆိုရင်တော့ just do it ပေါ့နော်တကယ်လို့လာမယ်လို့စဉ်းစားထားတယ်ဆိုလို့ရှိရင်ရဲတင်းတင်းသာလာခဲ့လိုက်ပါပေါ့နော် Facebook မှာလည်းဒီလို group တွေရှိရ teacher community in Thailand လို့ပါလို့ဆိုပြီး group တွေရှိရပြီးတော့ senior ဆရာဆရာမတွေကလည်းရန်ကိုကူညီတတ်ကြပါတယ်သိချင်တာလေးရှိရင်လည်းမေးဖြေပေးမဲ့ senior တွေအများကြီးပါပဲကျမတို့ page ကိုလာအောင်မေးမယ်ဆိုရင်လည်း Thailand မှာပြဿနာလေးတွေရှိခဲ့တယ်ဆိုလို့ရှိရင်အတက်နိုင်ဆုံးကိုသိတဲ့လောက်လေးဖြေပေးပါမယ်ပေါ့နော်အဲ့တော့ just do it thank you bye bye